မင်္ဂလာပါရှင်ခုပြပြမယ့်စာအုပ်လေးကတော့စာရေးဆရာမဂျူးရေးသားထားတဲ့အမှတ်တရစာအုပ်လေးပဲဖြစ်ပါတယ်အခန်း1နှွေးထွေးပျော်ရွှင်စွာကြိုဆိုမိသူမရှိသောယထာစင်ခီးတဲ့တဦးဤဒုက္ခကိုတတိယအကြိမ်ခံစားလိုက်ရသောအခါပထမဆုံးအကြိမ်လောက်စိတ်ဆင်းရဲမှုမပြင်းထန်တော့ပါဘူတာယုံအဆောက်အအုံဤအပြင်ဘက်တွင်မိုးဖွဲဖွဲကျနေသောကြောင့်စင်ဝင်နာကလျက်ရှိနေသောသုံးမိန်တစည်းကိုသာအလွယ်တကူငှားလိုက်ရလေသည်နွေရာသီဖြစ်စေမိုးရာသီဖြစ်စေလမ်းထွက်လျင်ဘယ်တော့မှထိမဆောင်တတ်သောကျမကိုဘလို့မင်းကလေးလဲဟာဟုမအံ့ဩပဲအံ့ဩပြမိသူလည်းအနည်းတွင်မရှိပါမန္တလေးမြို့သည်ရခင်ကလိုပင်ဆူဆွတ်ထိုင်းမိုင်းလျက်ရှိသည်လမ်းမပေါ်တွင်ပန်းပွင့်ကြွေများတည့်ရွက်ကြွေများဟိုတစဒီတစလွင့်ရင်တချို့လဲရေဆူနေပြီးတချို့လဲခြောက်သွေ့နေစေဖြစ်သည်မိုးကတစ်ချက်မှဖြန်းကနေသေးပလိုက်ပြီးတစ်ချက်ကြတော့လေဖြင့်လွင့်ပါ၍မိုးဆက်များပျောက်ပျောက်သွားပြန်၏ဒါမန္တလေးမိုးမှမဟုတ်ပဲမိုးဆူဆွတ်သောကတ္တရာလမ်းမ၏အနမ်းနှင့်အတူမပြည့်တပြည့်ဖုံဝင်းနှံကကျမကိုခက်စိမ့်စိမ့်နှုတ်ဆက်ပေါ်ရလေသည်ကျုံတောင်းကစိန်ပန်းပင်ကြီးမှာတော့ဟိုလွန်ခဲ့သည့်ကာလများနေတူနီရဲနေအောင်ပွင့်စေအပွင့်များမြေပြင်တွင်ပြန့်ကျဲလျက်တချို့ကတန်စကာဤဒီဘက်ပလက်ဖောင်းပေါ်ထိလွင့်ကြနေသည်အခုနေမြန်တစုံတယောက်အသိမိတ်ဆွေတွေတွေ့ပြီးအလဲလာတာလားဟုနှုတ်ခွန်းဆက်လျင်ကျမဘလို့ဖြေရပါမလဲကျုံးရည်ပြင်ပေါ်သို့မိုးဆက်များလွင့်ကနေနစ်မြုပ်ကြနေသည်နန်းရှိကျုံးရည်ပြင်ဘက်တွင်သာတွေ့ရတတ်သောပန်းနုရောင်ကြာငုံပွင့်များကိုစတင်မြင်ရလျင်ကျမတို့နေအိမ်ကလေးသို့ရောက်လူပြီးရင်းနှီးနေကြထနောင်းပင်များရေမော်ပင်တိတိကွကွေးလေးများကြာရွက်အရွယ်စုံများနောက်ကြာဘူးကြာငုံများကြာပွင့်များရင်းနှီးများပေါင်ထိပ်တွင်ကျမဆင်းရပါမည်ကားရက်လိုက်သောအခါမှမိုးကဝေါကနေရွာချပစ်လိုက်တော်သည်မိမကိုင်းလက်ဆွဲတစ်တာအသေးကတစ်ဖက်ပခုံး၌လွဲထားသောလက်ပွေအိတ်ကတစ်ဖက်မိုးရွာထဲ၌ချက်ချင်းဆူရွှဲသွားသည်ဒါကတော့မန္တလေးမိုးအစ်စ်ပဲကားထွက်သွားသောအခါကျမမိုးရေထဲ၌ခဏကြံ့ရစ်ခဲ့သည်စပိန်ကိုစီနှင့်ကျောင်းသူအရွယ်မိန်းကလေးတစ်ဖွဲကကျမကိုနောက်ပြန်လှည့်ကြည့်သွားကြ၏မြောင်းပေါင်အတိုင်းခက်သွက်ရှောင်းလန်းလာသောအခါအခိုက်အတန့်၌ထိုအခိုက်အတန့်၌ဆူဆွတ်သောကျမစပင်များတစ်ချက်လွင့်သွားသည်ဟိုမှာတစ်သားတရားပြူကလေးဤတရားကလေးကို1982ခုတုန်းကကျမတို့နှစ်ယောက်ခင်းခဲ့သည်ဈေးအဖြူကိုတော့ကျမကိုယ်တိုင်တုပ်ခဲ့သည်ဤတရားကလေးသည်ကျမကိုမောင်းကိုစားကြိုဆိုသူဖြစ်လေသည်တရားပေါ်တွင်ရှိနေကြကလေးတတိုင်မရှိပါကျမတယောက်တည်းရေဆူရွှဲလျက်ဖြတ်တန်းလာရသည်ကြာဘူးကြာခိုင်များရေစီးကြောင်းဤတွန်းတိုက်မှုကြောင့်ရိမ့်ရွဲ့နေကြသည်သူတို့ကိုကြည့်လျင်ကျမရှင်ကယခုတိုင်နာကျင်ဆဲဖြစ်ပါသည်ခြံဝင်းတကားသည်ပွင့်လျက်ရှိ၏ဘာပဲဖြစ်ဖြစ်တစ်ချိန်မှာတော့အင်ရှင်အန်တီနှင့်ပဏိတရာရစကားများဆိုရအောင်မည်တယောက်ထဲလားဟုသူမနှုတ်ဆက်တန်ဟန်ရှိသည်ကံကောင်းထောက်မှစွာအန်တီဤအိမ်သည်ကျမတို့အင်္ဂလိပ်ဤတစ်ဖက်၌ရှိ၍ကျမခဏတော့ရှောင်နေလို့ရသည်ကြည်စမ်းမအောင်နှင်းစီပန်းများအတော်ရှိကိုင်းလျက်ရှိပြီးတပင်နှစ်ပင်သုံးပင်ဟိုဘက်နှစ်ပင်ကမိုးဆက်များအောက်တွင်ခြောက်သွေ့လျက်ရှိသည်အင်းလေကျမလက်နဲ့မထိရတာဘလောက်တောင်ကြပြီလဲတနစ်နေပါရှိရော့မယ်ဒီလောက်ရှင်တန်နေသည်မှာပင်လျင်အန်တီဤကျေးဇူးပါပဲတသားလေးကသုံးတစ်ကိုတက်ပြီးသောအခါပြင်ခင်းချမ်းပြင်ပေါ်ရောက်ချင်းမိုးတံမှလွတ်သွား၏တစမ်းမိမရေတူစီကျနေသည်ကြည်စံမိုးရွာထဲမှာဘယ်တော့မဆိုထီမစားဘူးအမြဲဆိုရွှဲလို့မြ мян ဝင်စမ်းမှာကျမကြားနေကြစကားတန်တစ်ခုဖြင့်ကျမကိုကြိုဆိုမိသူမရှိပါတော့ပိတ်ထားသောတကားဘေးတွင်ကျမနာမည်ဆိုင်းပုတ်ပြတစ်ခုသာရှိတော့သည်မိုးသက်လေဖြင့်အနှဲငယ်ချမ်းစိမ့်စိမ့်ဖြစ်သွား၍လက်ပွေးအိတ်ထဲမှတော့ကိုကြပြာကတိထုတ်ယူလိုက်သည်ဤတော့ကိုဖွင့်မိသူဟု၍ကျမတဦးတည်းသာရှိတော်သည်အိမ်ထဲသို့ဝင်လိုက်သောအခါထုံးစံအတိုင်းတစ်တော်သည်နှံ့ကတင်းမွေ့လျက်ရှိသည်မောက်နီးတူကျမလည်းအံ့ဩရလောက်အောင်ဤအိမ်ကလေးသည်တစ်တော်သည်နှင့်အမြဲတင်းမွေ့နေလေသည်မောင်ပိတ်သောအိတ်ခမ်းကိုစံတဝါဝါဖြစ်မနေပဲနေသားတကြကျမလျှောက်သွားနိုင်၏ကျမတို့အိတ်ခမ်းမှာစပွဲကလထိုင်မရှိပါဟောဒီဘက်မှတောက်ရီအိုးစင်ဒီဘက်ကထောင်ထားသောတင်ဖြူလိမ့်နှစ်ခုကျမမှတ်မိနေသည်နေရန်တစ်ဖက်သို့လျှောက်သွားပြီးမိခလုတ်ကိုဆွဲချလိုက်သည်လင်းလက်သွားသောဖန်မီးကြောင်မီးရောင်အောက်တွင်နေရန်ကကြီးမှန်တဲ၌စုကပ်နေသောသပင်များနှင့်မျောလင်းချက်ကင်းမဲ့နေသောမျက်နှာတစ်ခုကိုရုပ်ချီးတွေ့ရသည်လက်ဆွဲတတကိုကျမ်းပြင်ပေါ်သို့အသာအရာချလိုက်၏အိမ်ဤဧကန်တလျှောက်ဟိုသည်စူးစမ်းကြည့်သည်ကျမမရှိသည့်အချိန်အတွင်းတစုံတစ်ယောက်လာနေသွားသည့်အတွင်ပြင်မရှိပါ
ရခင်တစ်ခေါက်ကျမအပြန်တုန်းကမေ့လျော့ထားခဲ့သည့်တနခါပြိုးပင်ပေါက်ကလေးနှစ်ပင်မှာပန်းအိုးငယ်ကလေးများထဲတွင်အရွက်တို့ပင်မရှိတော့ဘဲလိမ့်ချောက်သောအကိုင်းကလေးများသာကျန်တော့သည်ဒီအိမ်ကိုမောင်မရောက်လာတာသိကြသွားပြီမဟုတ်သေးပါဘူးလေဒီအပင်တွေဒီနေရာမှာရှိနေရုံဖြင့်မောင်မလာဟုမပြောနိုင်ပါမောင်ကပန်းပင်ဆိုင်ဖို့ဝါသနာမှမပါပဲတတိတရားစိုက်ပျိုးပေးမည်မောင်မှမဟုတ်ပဲတခုတည်းသောအခန်းသည်တကယ်ရွက်ဆေးပိတ်လျက်ရှိသည်အခန်းတကားအထက်တွင်တော့အပြင်မှပြောင်းရွှေ့ချိတ်ထားသောမောင်နမယ်ဆိုင်းပုတ်ပြားကလေးရှိသည်အပြင်မှအထင်အရှားချိတ်ခွင့်မရတော့လဲမိသူများမမြင်နိုင်သောတောပိတ်ထားသည့်အိမ်ထဲရှိအခန်းတကားထက်မှတော့ချိတ်ဆွဲခွင့်ရှိလိမ့်မည်ဟုကျမယခုတိုင်ယုံကြည်နေသေးသည်အခန်းတကားကိုတွန်းဖွင့်လိုက်၏မောင်ကိုနမ်းမွေးတိုင်းရလေးရှိသောချုံမြသောမောင်ကိုနမ်းသည်အခန်းနှံထဲတွင်ကျမလွမ်းဆွနာကျင်စေလောက်အောင်တိတိတတ်တာမှွေပြက်နေလေသည်မောင်ရောက်နေတာတော့မဖြစ်နိုင်ပါကရင်ကောင်းရင်းမှမိခလုတ်ကိုစမ်း၍ဖွင့်လိုက်သည်ကျမရင်ထဲလှိုက်ခနဲ့လွင့်ဟာသွားသည်ကရင်ပေါ်မှာတင်ဖြူးတစ်ချက်သာရှိသည်စပွဲပေါ်တွင်ကျမထားခဲ့သည့်ပန်းဆိုင်အိုးတစ်ခုအတွင်း၌ဘာပန်းမှမသိနိုင်လောက်အောင်ခြောက်သွေ့နေသောနှင်းစီပန်းတို့သည်ယခုတိုင်မပြိုမလဲရှိနေသေးသည်စပွဲပေါ်မှာကျမထားခဲ့သောစတော်ဘယ်ရီဘူဘူးနှင့်ပေါမုတ်လှီးသည့်ဓာတ်သည်နေရာမယွင်းသေးပါလက်ညှိုးလေးနှင့်အဖုံကိုထိတို့ကြည့်လိုက်သည်ဖုံများကျန်းရှာလျက်လက်ညှိုးကိုပေးချန်သွားသည်အသေးအချာရှိုက်မွေးတော့မှုေးနေကြကိုနက်တစ်ခုအပြင်ဖုံဝင်းအနှံ့ပါရလေသည်မောင်ရောက်လာခဲ့သည့်အထိမ်းအမှတ်အဖြစ်တိုးလို့တွင်လောင်ချိတ်ဆွဲထားသောအင်ဂျီများပစိုးများမရှိတောက်လက်ဆောက်ကော်ဖီပကံများအရက်ဖန်ခွက်များစီကရက်တို့များမရှိပြန်ကျဲနေသောဖဲချက်အဟောင်းများမရှိဇာခန်းစည်းကိုပင်ပင့်တင်ထားခြင်းမရှိကတင်ဘေးမှပဒင်းပေါက်ကိုကျမဖွင့်လိုက်သောအခါလေနှင့်အတူမိုးဆက်ကလေးများကျမမျက်နှာစီပြင်းဝင်လာကြသည်အေးစိမ့်သွားသည့်ခံစားမှုကိုရရှိချိန်တွင်ကျမပြုံးမိသွားသည်သပင်ရေဆိုအဝတ်ရေဆိုနှင့်ခက်ကြကြမတက်ရက်ငင်းငိုင်နေတာမောင်မြင်ခဲ့လျင်ကျမသည်ကတင်ဘေးတစ်တာထဲမှမျက်နှာတုပ်ပွားကိုအလျင်ထုတ်၍သပင်များကိုတုပ်ပစ်နေမိသည်မျက်နှာတုပ်ပွားမှာပယုံလုံးနှံမှွေးနေသေးသည်အကယ်၍မောင်ရောက်လာခဲ့ပြီးမောင်ဤပွားကိုရေတုပ်ခဲ့လျင်ပယုံလုံးနှံရှိတော့မှာမဟုတ်တစ်တာထဲလုံးထွေးထည့်ထားခဲ့မှလည်းသိကြပါသည်အင်းလေမောင်ဟာဤအိမ်ကိုဘာကြောင့်ကိစ္စဖြင့်လာမည်နည်းအာရောစိတ်ပြတ်မှုနှင့်အထီးကျန်ဝမ်းနည်းမှုသည်ကျမရင်မှလေချောင်းအထိစို့နှင့်လာသည်ဘာတွေပဲဖြစ်နေတယောက်တည်းကြံနေတာတော့သိကြပါတယ်လက်ဆွဲတစ်တာကိုပြန်ယူ၍ရေဆိုအဝတ်များကိုလဲသည့်အခါလဲတစုံတစ်ခုလိုအပ်နေသလိုခံစားရသည်အခန်းထဲရှိဖုံများကိုစင်ကြဲသွားအောင်အနှဲငယ်ပင်ပန်းစွာလှဲကျင်းတန့်ရှင်းလိုက်လျင်မောင်ကိုတန်တဆိတ်များအနှဲငယ်ပြေလျော့သွားလိမ့်မည်